လေရင်ဖြင့်ပြန်တန်းနေစဉ်အတွင်းငှက်လင်မယားစုံတွဲသည်ငင်းတို့၏ပထမဆုံးသောငှက်ပေါက်ကလေးမွေးဖွားလာမှုကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြသည်သို့သောရုတ်တရက်ဆိုသလိုထိုပျော်ရွှင်စရာအခိုက်အတန့်သည်လေကြောင်းမငြိမ်မသက်မှုကြောင့်ပြတ်တောက်သွားခဲ့ပြီးနောက်လေရင်အင်ဂျင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကမောက်ကမထိတ်လန့်နေကြစဉ်အတွင်းလင်းယုံဖခင်ဖြစ်သူသည်သူ၏ဇနီးနှင့်ငှက်ပေါက်ကလေးကိုကာကွယ်ရန်အပြေးလွှားကြိုးစားခဲ့သည်သို့သောနောက်ကျသွားခဲ့ပြီဖြစ်ရာထိုလေရင်သည်ဆိုးရွားလှသောမတော်တဆမှုတစ်ခုနှင့်ကြုံတွေ့သွားခဲ့ရတော့သည်နာရီနှဲငယ်အကြာတွင်ထိုလေရင်ပေါ်ပါရှိသည့်ဖခင်ဖြစ်သူမှာအခြားသူမဟုတ်ဘဲအေဗီမြို့တော်၏မြို့တော်ဝန်စေဝါဝင်းဖြစ်ကြောင်းသိရှိလာရပြီးသူသည်သူ၏ဇနီးမွေးကင်းဇာတာဖြစ်သူတို့နှင့်အတူကွယ်လွန်သွားခဲ့သည်ဤသတင်းကြောင့်မြို့သူမြို့သားများသည်ရုတ်တရက်ဆုံးရှုံးမှုအတွက်အလွန်အမင်းစိတ်နှလုံးကြေကွဲခဲ့ကြရသည်သတင်းစာရှင်းလင်းပွဲတစ်ခုတွင်စေဝါဝင်း၏ညီဖြစ်သူဖလက်တာကလောကဤမတော်တဆမှုအတွက်မည်သူတွင်တာဝန်ရှိသည်ကိုလင်းတို့ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည့်ထိုလင်းယုံကလေရင်ပေါ်တွင်ဖြစ်ပွားခဲ့သည့်ကိစ္စရပ်အတွက်ဂုရုအမည်ရှိဝန်ထမ်းတဦးတွင်တာဝန်ရှိကြောင်းရှင်းပြခဲ့ပြီးမြို့တော်ကြီးရောင်းဆောင်မဲ့မဖြစ်ကြံရစ်စေရန်အတွက်သူ၏အကိုခံစားခဲ့ရသည့်ဆိုးရွားလှသောကပ်ဘေးကြီးရှိလင့်ကစားယခုမှစ၍မြို့တော်ဝင်ရာထူးကိုသူကိုယ်တိုင်လွှဲပြောင်းရယူမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်ဖလက်တာကလောကအေဗင်မြို့တော်ကြီးတောက်ပသောအနာဂတ်ရှိစေရန်အစွမ်းကုန်လှုံ့ဆော်သွားမည်ဖြစ်ပြီးစေဝါဝင်း၏အမွေနှစ်ကိုဂုဏ်ပြုသွားမည်ဟုပြောကြားခဲ့သည့်အတန်ကြာပြီးနောက်အလှမ်းကွာဝေးသောရွာငယ်တစ်ရွာတွင်ဗတီဘက်ဒီဟုခေါ်သည့်ကြက်မအိုကြီးတစ်ကောင်သည်အစာရှာဖွေရာမှပြန်လည်ရောက်ရှိလာပြီးတောထဲတွင်လမ်းပြောင်နေသောလင်းယုံပေါက်ကလေးတစ်ကောင်ကိုတွေ့ရှိခဲ့ကြောင်းရွာသားများကိုပြောပြခဲ့သည်သူမ၏တဲအိမ်သို့ရောက်ရှိသောအခါထိုငှက်အိုကြီးသည်လင်းယုံပေါက်ကလေးကသူ့ဖာသာသူပြန်တန်းရန်စ조사နေသည်ကိုတွေ့ရှိခဲ့ရပြီးပြန်တန်းနေမတက်သေးသည်ကိုသတိပြုမိသောအခါသူ့ကိုနှစ်သိမ့်ပေးခဲ့သည့်ထိုအချိန်တွင်ကြက်မကြီးထံသို့မိမိဒဏ်ရာများကိုကုသဆောက်ရှောက်နိုင်ရန်အလုပ်ရှာဖွေနေသည့်လေလွှင့်ငှက်တစ်ကောင်ဖြစ်သောရှန်လာရောက်လည်ပတ်ခဲ့သည်အချိန်ဆိုင်မနေဘဲဗစ်ဒီကသူမတွင်ဝန်ထမ်းတဦးအားလစာပေးရန်ငွေကြေးမရှိကြောင်းရှင်းပြခဲ့သည်သို့သောထိုအိုးမဲအိမ်မဲငှက်ကစိတ်မရှိဘဲလောက်ခစာအဖြစ်ခိုလုံရာနေရာနှင့်အစားအစာကိုလည်းလက်ခံမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ထို့အပြင်ရှန်ခစ်ကခြံဝင်းအတွင်းရှိပျက်စီးနေသောအဆောက်အအုံများကိုပြုပြင်ပေးနိုင်ကြောင်းအာမခံခဲ့သည်ငင်းမှာမဆိုးလှသောအကြံဉာဏ်ဖြစ်ကြောင်းသဘောပေါက်မိသဖြင့်သူမကထိုကမ်းလှမ်းချက်ကိုလက်ခံခဲ့သည်ထိုလေလွှင့်ငှက်လှုပ်ဆောင်ပေးမိအလုပ်အားလုံးအတွက်ကျေးဇူးတုံ့ပြန်သောအားဖြင့်ဗစ်တီကသူ၏ဒဏ်ရာများကိုအခမဲ့ကုသပေးရန်ဆုံးဖြတ်ခဲ့ရာသူ၏အတောင်ပံကိုပြန်လည်လှုပ်ရှားနိုင်စေခဲ့သည့်လအနည်းငယ်အကြာတွင်ထိုငှက်ပေါက်ကလေးသည်လင်းယုံပြိုတကောင်အဖြစ်ကြီးပြင်းလာခဲ့ပြီးဂိုးဘီဟုအမည်ပေးခဲ့သည်အလုံးလုံးနေစဉ်အတွင်းရှန့်သည်ထိုလင်းယုံကစူပါဟီးရိုးတဦးကဲ့သို့ထပ်မံ၍ဟန်ဆောင်ကစားနေသည်ကိုလှမ်းမြင်သဖြင့်အနားသို့ချင်းကပ်ကအော်ဟစ်နေခြင်းကိုရပ်တန့်နိုင်မလားဟုမေးမြန်းခဲ့သည်သို့တော်လည်းဂိုးဘီသည်ထိုငှက်ကိုဂယုမစိုက်ဘဲပြန်တန်းရန်ကြိုးပမ်းမှုအဖြစ်အမြင့်မှခုန်ချခဲ့ရာအရှက်ရပွဲပြုတ်ကျသွားခဲ့ပြီးသူ၏နှုတ်သီးမှာတသားတုံးတစ်ခုတည်းတွင်ညှက်သွားခဲ့ရသည့်ရှန့်သည်ထိုလင်းယုံငယ်လေးကိုကူညီရန်အမြန်ပြေးသွားခဲ့ပြီးလင်းယုံငယ်လေးကသူသည်လင်းယုံတကောင်ဖြစ်ပါလျက်နှင့်အဘယ်ကြောင့်ပြန်တန်းနည်းမတက်သေးသနည်းဟုတွေးတောမေးမြန်းခဲ့သည်ထိုမေးခွန်းကိုရေစရာအဖြစ်သဘောရသဖြင့်ထိုငှက်ကကြက်များသည်ပြေးယုံသာပြေးနိုင်တော်လဲမျိုးစိတ်တစ်ခုအနေဖြင့်အမြဲတမ်းရှင်သန်ကြီးဆိုးလာခဲ့ခြင်းကြောင့်ပြန်တန်းရန်မလိုအပ်ကြောင်းရှင်းပြခဲ့သည်ထိုအချိန်တွင်နင်းတို့နှစ်ဦး၏စကားဝိုင်းသည်လင်းယုံပြို၏ငွေစားမောင်နှမဖြစ်သူကထရာကာကြောင့်ပြတ်တောက်သွားခဲ့ပြီးသူမကသူ့ကိုနောက်ထပ်ပြန်တန်းမှုလေ့ကျင့်ခန်းတစ်ခုပြုလုပ်ရန်လှမ်းခေါ်ခဲ့သည်ယခုအခါတောင်ကုန်းထိပ်တွင်ကထရာကာကသူမ၏မောင်ကိုနောက်လွှဲဆက်ပေါ်တွင်တင်ကာကောင်းကင်ရန်သို့ပြစ်လွတ်ရန်ပြင်ဆင်နေပြီးဤမြင်ကွင်းကိုရွာရှိအခြားငှက်များကဝိုင်းဝန်းကြည့်ရှုနေကြသည်သို့တော်လည်းဂိုးဘိတ်သည်သူ၏အတောင်ပံများကိုမှန်ကန်စွာမအသုံးချနိုင်ဘဲရှီယာအပေါ်သို့ပြုတ်ကျသွားခဲ့ရာရှီယာကထိုမတော်တဆမှုအတွက်အလွန်အမင်းဒေါသထွက်သွားခဲ့သည်ကာထရာကာသည်သူမ၏မောင်အစဉ်ပြေရဲ့လားဆိုသည်ကိုကြည့်ရန်အမြန်ပြေးသွားခဲ့သည်သူခံခဲ့ရသည့်တိုက်ခိုက်မှုအတွက်ကလဲစားချေသည့်အနေဖြင့်ထိုကြက်ပေါက်စလေးကလင်းယုံ၏အုတ်ထုတ်ကိုကန်ထုတ်ပစ်လိုက်သည်ထို့နောက်ချက်ချင်းဆိုသလိုသူမသည်ဘိုးဘီ၏အမကိုတိုက်ခိုက်ခဲ့ရာကာထရာကာကဒေါသတကြီးဖြစ်သွားခဲ့သည်ဤဒီကရွာထဲတွင်အပြန်အလှန်လိုက်လံဖမ်းဆီးမှုကိုဖြစ်ပေါ်စေခဲ့ပြီးစက္ကန့်ပိုင်းတွင်မှပင်ထိုကြက်ပေါက်စလေးကိုလင်းယုံကဖမ်းဆီးမိသွားခဲ့သည်ထို
ထိုအချိန်တွင်ဗစ်တီသည်ရင်းတို့နှစ်ဦး၏ရှေ့၌ပေါ်လာပြီးရန်ပွဲရက်တန့်ရန်အော်ဟစ်တားဆီးခဲ့သည့်အခြေအနေကိုထိန်းချုပ်ပြီးနောက်မွေးစားမိခင်ကြက်မကြီးသည်ရှီယာ၏မိသားစုထံမှအပြစ်တင်စကားများကိုကြားခဲ့ရပြီးကာထရာကာကသူမ၏မောင်ကိုသူလှုပ်ဆောင်ခဲ့သည်များသည်သူမကိုကာကွယ်ရန်အတွက်သာဖြစ်ကြောင်းပြောကာနှစ်သိမ့်ပေးခဲ့သည့်အိမ်သို့ရောက်သည့်နှင့်တပြိုင်နက်ကိုဘီကသူသည်ရွာရှိအခြားသူများ၏စမ်းကြယ်ထူးဆန်းသူတဦးကဲ့သို့ဆက်ဆံခံရခြင်းကိုညှင်းငွေ့နေပြီဖြစ်၍ဘာလို့ရမည်နည်းဟုသူ၏မွေးစားမိခင်ကိုမေးမြန်းခဲ့သည်ထို့နောက်ဗတီကသူမ၏သားငယ်သည်အခြားသူများအလိုရှိတကဲ့သို့ပြုမှုနေထိုင်ရန်တာဝန်မရှိကြောင်းသို့သောအကယ်၍သူသည်ပြန်တန်းနှင့်တင်ယူလိုသည့်စိတ်ဆန္ဒကိုစွန့်လွတ်ရန်ကြိုးစားမည်ဆိုပါကထိုနေရာရှိလူနေမှုဘဝနှင့်လိုက်ရောညီထွေဖြစ်ရန်ပုံမိုလွယ်ကူလာလိမ့်မည်ဖြစ်ကြောင်းရှင်းပြခဲ့သည်ရန်လိုမုန်းထားမှုများကြောင့်စိတ်ဆင်းရဲရခြင်းမှကင်းဝေးစေရန်အတွက်ကိုဘီကထိုအကြံဉာဏ်ကိုလက်ခံခဲ့သည်နောက်တစ်နေ့နနက်တွင်မိသားစုသည်အပြေးလေးကျင့်ခန်းစတင်ရန်စုယုံခဲ့ကြသည်နှစ်ပေါင်းများစွာကြာပြီးနောက်ယခုအခါကိုဘီသည်အရွယ်ရောက်ပြီးသားလင်းယုံတကောင်ဖြစ်လာခဲ့ပြီးပုံမှန်အတိုင်းအပြေးလေးကျင့်မှုကိုဆက်လက်ပြုလုပ်နေခဲ့သည်ထိုအတော်အတွင်းအေဘီမြို့တော်အနီးရှိဒေသတစ်ခုတွင်မြို့တော်ဝင်ဖလက်တာကလောသည်မြို့တော်ဝင်၏လုံခြုံရေးသိမ်းငှက်များဖြစ်သောဂိုင်းနှင့်သူ၏အဖွဲ့ထံမှအကာအကွယ်ကိုရယူကာနောက်ထပ်မိန့်ခွန်းတစ်ခုပြောကြားရန်ပြင်ဆင်နေသည်ပရိသတ်ထဲရှိအချို့သောအမျိုးသမီးငယ်များသည်ဂိုင်းသည်မြို့တော်ဝင်ဟောင်း၏မတော်တဆမှုအတွက်တာဝန်ရှိသူဂူရို၏သားဖြစ်ကြောင်းသတိရမိသောအခါယွန်ရှာဆက်ဆုပ်ကြပြီးအချို့ကမူထိုသိမ်းငှက်၏ခံညာချောမောသောရုပ်ရည်ကိုချီးကျူးဂုဏ်ပြုခဲ့ကြသည်သူ၏အဖွဲ့အစဉ်သင်းဖြစ်နေပြီဖြစ်ရာဖလက်တာကလောကသူသည်အလွန်အရေးကြီးသောယာဒုဖြစ်သည့်အထူးလေးယုံကင်းထောက်အဖွဲ့ကပရိန်အသစ်ကိုခန့်အပ်တော်မူဖြစ်ကြောင်းပြောကြားခဲ့သည်အချိန်ဆိုင်မနေဘဲမြို့တော်ဝင်ကဂိုင်းကိုထိုယာဒုတွင်ခန့်အပ်ခဲ့ပြီးထိုသိမ်းငှက်သည်သူ၏မွေးစားသားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ကာသူ၏အရင်းချဖခင်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကိုသိရှိထားတော်လဲဟင်းကဂိုင်းတွင်မြည်သည့်အပြစ်မျှရှိမနေစေကြောင်းပြောကြားခဲ့သည့်ရွာသို့ပြန်ရောက်သောကိုဘီသည်ကထရာကာကနေဟုံစည်းရင်တစင်းတိဆောက်နေသည်ကိုတွေ့ရှိရပြီးညီမဖြစ်သူ၏အလုပ်ကိုအားပေးကူညီရန်အတွက်သူကစမ်းသပ်မောင်းနှင်ပေးမိစေတနာဝန်ထမ်းအဖြစ်ပါဝင်ရန်ဆုံးဖြတ်ခဲ့သည်စက္ကန့်ပိုင်းအတွင်းလင်းယုံသည်ပေပေါင်းများစွာမြင့်မားစွာပြစ်လွတ်ခြင်းခံခဲ့ရသည်သို့သောခဏမျှလေဟုံစည်းနိုင်ခဲ့တော်လဲနောက်ဆုံးတွင်ထိန်းချုပ်မှုလွတ်ကူးသွားခဲ့သည်ရလက်အနေဖြင့်ကိုဘီသည်ရွာရှိလယ်သမားအချို့နှင့်အိမ်များကိုဝင်တိုက်မိခဲ့ပြီးမီးစက်ကိုတောင်တွင်ဆိုးရွားလာသောမီးလောင်မှုကိုဖြစ်ပွားစေခဲ့သည့်လျှက်စစ်စားကစ်များဝင်ပြီးသွားမှုကြောင့်အားပြင်းသောလျှက်စစ်တန်လိုင်းတစ်ခုထွက်ပေါ်လာပြီးရွာရှိလူတိုင်းလေထဲတွင်ပြန်ဝဲသွားစေကာမြေပြင်ပေါ်သို့အရှိန်ဖြင့်ပြုတ်ကျသွားခဲ့ကြသည်ထိုနေ့ညနေပိုင်းတွင်ဗစ်တီနှင့်မိသားစုသည်ကိုဘီကြောင့်ဖြစ်ပွားခဲ့သည့်ဆိုးရွားလာသောဖျက်ဆီးမှုများအတွက်ခွင့်လွှတ်ရန်စုယုံတောင်းပန်ခဲ့ကြသည်လူတိုင်းကသူ့အပေါ်ပြောဆိုကြသည်မှာမှန်ကန်ကြောင်းသဘောပေါက်သွားသဖြင့်လင်းယုံသည်ရွာမှထွက်ခွာရန်ဆုံးဖြတ်လိုက်သည်လယ်သမားများသည်နောက်ထပ်စဉ်းစားမနေဘဲထိုအကြံဉာဏ်ကိုသဘောတူခဲ့ကြပြီးကိုဘီကိုရွာသို့ပြန်မလာရန်တောင်းဆိုခဲ့ကြသည်ကြားရသမျှကြောင့်စိတ်နှလုံးကြေကွဲသွားသောလင်းယုံသည်ထွက်ပြေးသွားခဲ့ရာမှခြေချော်ပြီးကမ်းပါးရန်တစ်ခုပေါ်မှပြုတ်ကျလူနီပါဆိုးရွားစွာလဲကျသွားခဲ့သည်မိနစ်အနည်းငယ်အကြာတွင်ဗစ်တီနှင့်ကထရာကာတို့သည်မိုးရဲရေထဲတွင်တောအုပ်အတွင်းတကိုယ်ရဲလျှောက်လန်းနေသောကိုဘီကိုတွေ့ရှိခဲ့ကြပြီးသူ့ကိုအိမ်သို့ပြန်လာနိုင်သေးကြောင်းပြောကာနှက်သိမ့်ရန်စူးစမ်းခဲ့ကြသည်သို့တော်လည်းလင်းယုံကသဘောမတူဘဲသူ၏မွေးစားမိခင်ကိုသူမြည်သည့်နေရာမှရောက်ရှိလာခြင်းဖြစ်ကြောင်းပြောပြရန်တောင်းဆိုခဲ့သည်ဗစ်တီကသူမအသေးချာမသိတော့လဲအေဗီမြို့တော်တွင်မွေးဖွားခဲ့ခြင်းဖြစ်နိုင်ကြောင်းပြောပြခဲ့သည်ထပ်မံစဉ်းစားမနေဘဲကိုဘီသည်မြို့တော်စီသို့ဦးတည်သွားရန်ဆုံးဖြတ်လိုက်သည်သူသည်မိသားစုကိုနှုတ်ဆက်ခဲ့ပြီးယခုမှစ၍သူ၏ပြဿနာများကိုသူကိုယ်တိုင်သာဖြေရှင်းတော်မူဖြစ်ကြောင်းပြောကြားခဲ့သည်လမ်းခွဲပြီးနောက်လင်းယုံသည်အေဗီမြို့တော်ကိုရှာဖွေရန်တောအုပ်ကြီးအတွင်းခရီးနေစဉ်အတွင်းသူ့ကိုစောင့်ရှောက်ရန်အတူလိုက်ပါလာရန်ဆုံးဖြတ်ခဲ့သည့်ညီမဖြစ်သူကြောင့်အံ့ဩသွားခဲ့ရသည်ထို့ကြောင့်အင်းတို့မောင်နှမနှစ်ဦးသည်ကီလိုမီတာပေါင်းများစွာခရီးနှင်ခဲ့ကြပြီးကြီးမားလာသောရှိုးမြောင်ကြီးတစ်ခုကိုဖျက်ကျော်ရန်ကြိုးရားတစ်ခုကိုပင်တိဆောက်ခဲ့ရသည်တစ်ဖက်ကမ်းသို့ရောက်လူနီးပါးဖြစ်တော်လဲကိုဘီသည်ပြုတ်ကျသွားခဲ့ရာမှကထရာကာထံသို့ပြန်လဲခေါ်ဆောင်ပေးခဲ့သည့်သိန်းငှက်တစ်ကောင်၏ကဲတင်ခြင်းကိုခံခဲ့ရသည့်ထိုသိန်းငှက်၏ကျွမ်းကျင်မှုကြောင့်စိတ်လှုပ်ရှားသွားသောလင်းယုံသည်သူနှင့်အတူလိုက်ပါသွားရန်ဆုံးဖြတ်ခဲ့သည်ထို့သောလှုပ်ဆောင်စဉ်
အင်းတို့နှစ်ဦးသည်တငယ်ချင်းများနှင့်ပြန်လည်ဆုံတွေ့ရသဖြင့်ဝမ်းသာပီတိဖြစ်နေသောရှန့်နှင့်တွေ့ဆုံခဲ့ကြသည်ညမောင်လာသောအခါထိုအဖွဲ့သည်တိမ်ငက်ဤတဲအိမ်တွင်အနားယူကြပြီးရှန့်ကဂိုးဘီကိုအကယ်၍ပြန်တန်းနေတင်ယူလိုပါကထိုတိမ်ငက်၏အကူအညီကိုတောင်းခံတင်ကြောင်းရှင်းပြခဲ့သည်စေဝါဝင်းသည်ကဘာပေါ်တွင်အကောင်းဆုံးလေရင်မှုပွဲကိုရရှိထားတော်လဲထိုတိမ်ငက်သည်စေမြင့်ထက်တွင်ဒုတိယနေရာကိုထိန်းသိမ်းထားနိုင်ခဲ့ပြီးမစ်ရှင်ပေါင်းများစွာကိုပြီးမြောက်အောင်မြင်ခဲ့သူဖြစ်ကြောင်းထိုငှက်ကရှင်းပြခဲ့သည်စူးစမ်းလိုစိတ်ဖြင့်ဂိုးဘီကထိုသိမ်းငှက်ကိုမြည်တို့ခေါ်ရမည်နည်းဟုမေးမြန်းရာရှန့်ကထိုငှက်ကိုဆရာဟုသာရိုးရိုးရှင်းရှင်းခေါ်ဆိုတင်ကြောင်းပြောကြားခဲ့သည်နောက်ဆုံးတွင်လူတိုင်းအိပ်ဆက်ရန်လဲလျောင်းခဲ့ကြသည်နောက်တစ်နေ့နနက်တွင်လင်းယုံပြိုကသူအလိုချင်ဆုံးအရာဖြစ်သည့်ပြန်တန်းနည်းကိုတင်ကြားပေးရန်ထိုသိမ်းငှက်ကိုဇိုအတင်းတောင်းဆိုခဲ့သည်ဂိုးဘီသည်သူ့ကိုဆက်လက်နှောက်ယှက်နေမည်ကိုသဘောပေါက်သွားသဖြင့်ဆရာဖြစ်သူကသူ့ကိုကမ်းပါးထိတ်မှတွန်းချလိုက်ပြီးပြုတ်ကျသွားသည်ကိုစောင့်ကြည့်ကလင်းယုံတကောင်သည်အစင်သင့်ဖြစ်မှသာပြန်တန်းနီးတက်မြောက်ကြောင်းသို့မဟုတ်ပါကမိမိကံကြမ္မာကိုသာလက်ခံရမည်ဖြစ်ကြောင်းပြောခဲ့သည်ထိတ်လန့်တုန်လှုပ်နေစဉ်အတွင်းဂိုးဘီသည်သူမပြန်တန်းနိုင်ခဲ့သဖြင့်အားကိုးရမယ်ဖြစ်ခဲ့ရသည့်အတိတ်အချိန်များကိုပြန်လည်သတိရမိသွားသည်ထို့နောက်သူသည်မိမိအတောင်ပံများကိုအစွမ်းကုန်ခတ်ပုတ်ခဲ့ရာနောက်ဆုံးတွင်ပြန်တန်းနိုင်ခဲ့တော့သည်ဤအောင်မြင်မှုကြောင့်ကထရာကာသည်အတိုင်းထက်အလွန်ဝမ်းမြောက်သွားခဲ့သည်လင်းယုံတွင်စေဝါဝင်းကဲ့သို့ငွေရောင်အမွေးအတောင်များရှိနေသည်ကိုသတိပြုမိသောအခါဆရာဖြစ်သူမှာစဉ်းစားစရာဖြစ်သွားခဲ့သည်သို့တော်လည်းဂိုးဘီ၏လေ့ကျင့်မှုများဆက်လက်လှုပ်ဆောင်ခဲ့ပြီးသူ၏ပြန်တမ်းမှုစွမ်းရည်မှာပိုမိုတိုးတက်ကောင်းမွန်လာခဲ့သည်ညတညတွင်ဆရာဖြစ်သူကလင်းယုံကိုအဘယ်ကြောင့်အေဘင်မြို့တော်သို့တွားကျင်ရသည်နည်းဟုမေးမြန်းရာသူကမိမိ၏စစ်မှန်သောမိသားစုအကြောင်းကိုသိရှိရန်လိုအပ်သောကြောင့်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်ဂိုးဘိတ်သည်သူထင်ထားသည့်အတိုင်းအမှန်တကယ်ဖြစ်နေကြောင်းသဘောပေါက်သွားသဖြင့်တိမ်ငှက်ကသူမြို့သို့ရောက်သောအခါမြို့တော်ဝန်ကိုရှာဖွေရန်အကြံပြုခဲ့သည်အဘယ်ကြောင့်ဆိုသောလင်းကသူအလိုရှိသောအဖြေများကိုပေးစွမ်းနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်နောက်တစ်နေ့နနက်တွင်အဖွဲ့သည်ခရီးစဉ်ကိုဆက်လက်နှင်ခဲ့ကြပြီးကထရာကာတည်ဆောင်လာသောချင်းတောင်းကိုတည်ရင်းဖြင့်ဆရာဖြစ်သူကသူတို့လှုပ်ဆောင်ရန်မှာရှေ့တဲ့တဲ့သို့သာသွားရန်ဖြစ်ပြီးထို့သို့သွားပါကအေဘင်သို့ရောက်ရှိလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်ထို့ကြောင့်ဂိုးဘိတ်သည်ရှန့်နှင့်သူ၏နီးပြကိုနှုတ်ဆက်ကာညီမဖြစ်သူနှင့်အတူခရီးကိုဆက်ခဲ့သည်မြို့သို့ရောက်ရှိသောအခါအင်းတို့မောင်နှမနှစ်ဦးသည်ထိုဒေသ၏လှပမှုကြောင့်အထင်ကြီးလေးစားသွားခဲ့ကြပြီးမြို့တော်ဝန်နှင့်စကားပြောဆိုနိုင်ရန်အတွက်မြို့တော်ဝန်၏သတင်းစာရှင်းလင်းပွဲတစ်ခုစီသို့အမြန်ဦးတည်သွားခဲ့ကြသည်မိန့်ခွန်းပြောကြားနေစဉ်အတွင်းဖလက်တာကလောကဂိုင်းနှင့်သူ၏သိမ်းငံများကိုအင်းတို့၏ပြန်တမ်းမှုစွမ်းရည်ပြသရန်အချက်ပြခဲ့ပြီးဂိုးဘီသည်မြို့တော်ဝန်၏အာယုံဆိုင်မှုကိုရရှိရန်အတွက်အင်းတို့နှင့်အတူပူးပေါင်းပြန်တမ်းခဲ့သည်စိတ်နှောက်ယှက်ဖြစ်သွားသောဂိုင်းကလင်းယုံကိုချက်ချင်းမြေပြင်သို့ဆင်းသက်ရန်အမိန့်ပေးခဲ့တော်လဲဂိုးဘီကသူ့ကိုဂယုမစိုက်ပဲမြို့တော်ဝန်ထံသို့ပြန်တမ်းသွားကာစကားပြောရန်လိုအပ်ကြောင်းပြောခဲ့သည်ချက်ချင်းဆိုသလိုတိမ်ငှက်များသည်ကျူးကျော်သူကိုတိုက်ခိုက်ရန်စုယုံခဲ့ကြတော်လဲသူ၏ပြန်တမ်းမှုစွမ်းရည်ကြောင့်သူ့ကိုမဖမ်းဆီးနိုင်ခဲ့ပဲသူသည်စင်မြင့်ထက်သို့ပြန်လည်ရောက်ရှိလာခဲ့ကာထိုနေရာတွင်သူ၏ညီမနှင့်အတူဖမ်းဆီးခြင်းခံခဲ့ရသည်ဂိုးဘီ၏လယ်ပင်တွင်ဆွဲထားသောဆွဲကြိုးကိုသတိပြုမိသောအခါမြို့တော်ဝန်ကသူ၏လုံခြုံရေးအဆောက်များကိုရင်းတို့အားအတွင်းသို့ခေါ်ဆောင်လာရန်ညွှန်ကြားခဲ့သည်သူမ၏မျှော်စင်ထိတ်တွင်ဖလက်တာကလောကထိုသူစိမ်းကိုဆွဲကြိုးအားပေးအပ်ရန်တောင်းဆိုခဲ့ပြီးထိုပစ္စည်းသည်သူ၏အခြားဆွဲကြိုးတစ်ခုနှင့်အကွက်ချိတ်အံဝင်ခွင်ကြဖြစ်နေသည်ကိုရှာဖွေတွေ့ရှိခဲ့သည်ဂိုးဘိတ်သည်အမှန်တကယ်ပင်စေဝါဝင်း၏အားဖြစ်ကြောင်းသဘောပေါက်သွားသဖြင့်မြို့တော်ဝန်သည်သူအသက်ရှင်နေသည်ကိုသိရ၍အတိုင်းထက်အလွန်ဝမ်းမြောက်သွားခဲ့ပြီးလွန်ခဲ့သောနှစ်ပေါင်းများစွာကမတော်တဆမှုနှင့်ပတ်သက်၍သူသိသမျှကိုရှင်းပြခဲ့သည်ထို့အပြင်ဖလက်တာကလောကသူ၏တူဖြစ်သူအားအေဘင်မြို့တော်သည်သူ၏အိမ်မြဲတမ်းဖြစ်လိမ့်မည်ဖြစ်ကြောင်းထို့ကြောင့်လင်းယုံအနေဖြင့်လိုက်လဲကြိုးဆိုမှုကိုခံစားရလိမ့်မည်ဟုမျှော်လင့်ကြောင်းရှင်းပြခဲ့သည်နောက်ပိုင်းတွင်မြို့တော်ဝန်ကအင်းတို့မောင်နှမများကိုစေဝါဝင်းတည်ထောင်ခဲ့သည့်စက်မှုလုပ်ငန်းများစီသို့ခေါ်ဆောင်သွားရန်ဆုံးဖြတ်ခဲ့ပြီးထိုနေရာတွင်ညီညိုရောင်ကြောက်တုံးတစ်မျိုးဖြင့်စွန့်ရင်ပေးထားသည့်မြို့တော်၏စွမ်းရည်အရင်းအမြစ်ကိုပြသခဲ့သည်ထို့နောက်ဖလက်တာကလောကအေဘင်မြို့တော်သည်စွမ်းရည်ထုတ်လုပ်မှုကျဆင်းမှုဒဏ်ကိုခံစားနေရပြီးစွမ်းရည်အရင်းအမြစ်ကိုဆက်လက်ထိန်းသိမ်းရန်အတွက်ကြောက်တုံးများကိုထ
မှန်ရှာဖွေနေကြောင်းရှင်းပြခဲ့သည်ဤဒီကိုကြားသောအခါကိုဘီကကြက်ရွာတွင်ဤကြောက်တုံးအမြောက်အများပြန့်ကျဲနေပြီးရင်းတို့ကိုမြည်သည့်အရာအတွက်မျှအသုံးမချနိုင်ခဲ့ကြောင်းသတိရမိသွားသည်နင်းတို့အနားသို့ချင်းကပ်သောအခါကြောက်ရွံ့သွားကြသဖြင့်နှစ်ဦးနှစ်ဖက်စလုံးအတွက်အကျိုးရှိစေမည့်သဘောတူညီချက်တစ်ခုရရှိနိုင်မည့်အခွင့်အရေးရှိကြောင်းသဘောပေါက်သွားကာဖလက်တာကလောကသူသည်သူ၏သူဖြစ်သူ၏တငယ်ချင်းများကိုကူညီမည်ဖြစ်ကြောင်းနှင့်နင်းတို့၏နေမြေမှညီညိုရောင်ကြောက်တုံးများကိုဝယ်ယူရန်ကမ်းလှမ်းချက်တစ်ခုပေးပို့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဤသတင်းကကိုဘိတ်ကိုမျှော်လင့်ချက်ပေးစွမ်းခဲ့သည်အဘယ်ကြောင့်ဆိုသောယခုအခါလယ်သမားများကိုသူဖြစ်စေခဲ့သောဒုက္ခများအတွက်ပြန်လည်ပေးဆက်ရန်အခွင့်အရေးရရှိခဲ့သောကြောင့်ဖြစ်သည်နောက်တစ်နေ့နံနက်တွင်ဆီလ်ဗာဝင်း၏သားသည်ဂိုင်းနှင့်တွားရောက်စကားပြောခဲ့ပြီးသူ၏ဦးလေးကဖခင်ဖြစ်သူ၏မတော်တဆမှုနှင့်ပတ်သက်၍အားလုံးကိုပြောပြပြီးဖြစ်ကြောင်းရှင်းပြခဲ့သည်ထိုသိမ်းငှက်၏ဖခင်တွင်ဖြစ်ပျက်ခဲ့သမျှအတွက်တာဝန်ရှိကြောင်းသိထားတော်လဲကိုဘီကနင်းအတွက်ဂိုင်းကိုမြည်သည့်အခါမျှအပြစ်တင်မည်မဟုတ်ကြောင်းရှင်းပြခဲ့ပြီးသူအလိုရှိဆုံးအရာမှာသူ၏စစ်ကြောင်းတွင်အဖွဲ့ဝင်တဦးဖြစ်လာရန်သာဖြစ်ကြောင်းပြောခဲ့သည်စိတ်အနှောင့်အယှက်ဖြစ်သွားသောထိုအထူးငှက်ကလင်းယုံအနေဖြင့်ပြင်းထန်သောလေ့ကျင့်မှုများကိုခံယူရမည်ဖြစ်ကြောင်းရှင်းပြခဲ့ပြီးအသစ်ဝင်လာသူအားနင်းတို့၏စွမ်းရည်ကိုစမ်းသပ်ရန်မျှော်စင်ထိတ်တွင်လာရောက်တွေ့ဆုံရန်အမိန့်ပေးကာထွက်ခွာသွားခဲ့သည်ထို့ကြောင့်ကိုဘီသည်ညမောင်ချိန်တွင်ထိုသိမ်းငှက်နှင့်ပြန်လည်ဆုံတွေ့ခဲ့ပြီးနင်းတို့သည်အရှိန်ပြင်းစွာအောက်သို့ထိုးဆင်းပြီးနောက်လင်မြန်သောပြန်တမ်းမှုစမ်းသပ်ချက်တစ်ခုကိုစတင်ခဲ့ကြသည်ပြဿနာမှာကိုဘီသည်ထိတ်လန့်သွားပြီးထိန်းချုပ်မှုလွတ်ကူးသွားခဲ့ကာဂိုင်းကိုခရီးစဉ်ပြီးဆုံးအောင်လှုပ်ဆောင်ခွင့်ပေးလိုက်ရပြီးသူ၏ပြိုင်ဘက်မတိုင်မီမျောစင်ထိတ်သို့ပြန်လည်ရောက်ရှိသွားစေခဲ့သည်မိမိ၏ကြောက်ရွံ့မှုများကမိမိ၏စွမ်းဆောင်ရည်ကိုနှောင့်နှေးစေဆဲဖြစ်ကြောင်းသဘောပေါက်သွားသဖြင့်လင်းယုံသည်ဝမ်းနည်းသွားခဲ့သည်နောက်တစ်နေ့တွင်သိမ်းငှက်သည်အသစ်ဝင်လာသူထံသို့လျှို့ဝှက်ဆန်းပြားသောတိတ်ခွေတစ်ခုကိုပေးအပ်ခဲ့သည်ဇဝေဇဝါဖြစ်နေသောကိုဘိတ်သည်ထိုတိတ်ခွေကိုကြည့်ရှုရန်ပြင်ဆင်ခဲ့ပြီးရင်းမှာကဘာပေါ်တွင်အကောင်းဆုံးလေရင်မှုဖြစ်သည့်ကွယ်လွန်သူသူ၏ဖခင်ထံမှပြန်တမ်းမှုသင်ခန်းစာတစ်ခုဖြစ်ကြောင်းရှာဖွေတွေ့ရှိခဲ့သည်သူ၏ရှင်းလင်းချက်များတွင်ဆီလ်ဗာဝင်းက360ဒီဂရီတဝက်လှည့်ခြင်းအကြောင်းမှတ်ချက်ပြုခဲ့သည်ရင်းမှာလေရင်မှုအနေဖြင့်ရင်းကိုလှုပ်ဆောင်နိုင်ရန်ကဏ္ဍပေါင်းစွမ်းစွာတွင်ကျွမ်းကျင်ပိုင်နိုင်ရမည့်အဆင့်မြင့်လှုပ်ရှားမှုတစ်ခုဖြစ်သည်ဤဒီကိုကြားသောအခါကိုဘိတ်ကဤဒီမှာယခင်ညကစိန်ခေါ်မှုအတွင်းဂိုင်းသူကိုလှုပ်ဆောင်ရန်အမိန့်ပေးခဲ့သည့်တူညီသောလှုပ်ရှားမှုဖြစ်ကြောင်းကောက်ချက်ချခဲ့ပြီးသူကျွမ်းကျင်ပိုင်နိုင်သည့်အထိလေ့ကျင့်မည်ဟုဆုံးဖြတ်ခဲ့သည်အထူးသိမ်းငှက်မျှော်စဉ်တွင်နာရီပေါင်းများစွာလေ့ကျင့်ပြီးနောက်လင်းယုံသည်လေ့ကျင့်မှုအတွင်းသူ၏ကြိုးပမ်းအားထုတ်မှုကိုအတိအမှတ်ပြုသည့်သူ၏ဦးလေးထံမှချီးကျူးမှုကိုခံခဲ့ရသည်ယခုအခါသိမ်းငှက်ခေါင်းဆောင်၏အရှိန်ကိုကျော်လွန်ရန်အစဉ်သင့်ဖြစ်ပြီဟုယုံကြည်မှုရှိနေသဖြင့်ကိုဘီကသူ့ကိုထပ်မံစိန်ခေါ်ခဲ့ပြီးပြိုင်ပွဲအတွင်းသူသည်သူ၏ပြိုင်ဘက်ထက်ရှေ့သို့ရောက်အောင်လှုပ်ဆောင်နိုင်ခဲ့သည်ပြဿနာမှာဂိုင်းသည်မျှော်စင်အတွင်းရှိတစုံတဦးမှဖွင့်လိုက်သောသတင်းပေါက်တစ်ခုနှင့်ဝင်တိုက်မိသွားခြင်းဖြစ်သည်ထိတ်လန့်တုန်လှုပ်စွာဖြင့်သူသည်လမ်းကြောင်းပေါ်သို့ပြန်တန်းရန်ကြိုးစားခဲ့တော်လဲထိုသိမ်းငှက်သည်အဆောက်အအုံတိဆောက်ပုံနှင့်ခေါင်းကိုစောင့်မိသွားခဲ့သည်ဤကြောင့်ထိုငှက်သည်သတိလစ်သွားခဲ့ပြီးကိုဘီသည်သူ့ကိုကယ်တင်ရန်စိန်ခေါ်မှုကိုစွန့်လွတ်ခဲ့ကာအသက်အန္တရာယ်ရှိသောပြုတ်ကျမှုဘေးမှကာကွယ်ပေးခဲ့သည့်နောက်တစ်နေ့တွင်ဖလက်တာကလောသည်သူ၏တူနှင့်တွေ့ဆုံခဲ့ပြီးရင်းတို့သည်လင်းယုံကမျောလင်းချက်အားလုံးကိုမြည်တို့ကျော်လွန်နေကြောင်းစကားပြောနေကြစဉ်ကြောက်တုံးများတူးဖော်ရန်စာချုပ်အစဉ်သင်းဖြစ်ပြီးဖြစ်ကြောင်းသတင်းကိုရရှိခဲ့ကြသည်ထို့ကြောင့်မြို့တော်ဝင်သည်ရင်းတို့မောင်နှမနှစ်ဦးနှင့်အတူကျက်ရွာစီသို့ထွက်ခွာခဲ့သည်ရင်းတို့ထိုနေရာသို့ရောက်သည်နှင့်တပြိုင်နက်လေရင်ဤရှေ့တွင်ရွာသားများစုယုံနေကြသည်ကိုတွေ့ရှိခဲ့ရသည်လမ်းဖြတ်သွားကြသဖြင့်လယ်သမားများသည်လင်းယုံအပေကြောင့်ပြန်လာရသည်နည်းဟုတွေးတောမိကြသည်သို့သောမြည်သည့်ဒုက္ခမျှမစတင်မီဖလက်တာကလောပေါ်လာပြီးထိုရွာငယ်လေး၏မြို့တော်ဝင်ကိုမိတ်ဆက်ခဲ့သည်ထို့နောက်ချက်ချင်းဆိုသလိုသူ၏ဝန်ထမ်းများကိုလှဲများပေါ်မှပစ္စည်းများချခိုင်းခဲ့ပြီးလယ်သမားများသည်အေဘင်မြို့တော်မှအမြောက်များသောလက်ဆောင်များကိုရရှိသဖြင့်စိတ်လှုပ်ရှားသွားခဲ့ကြသည်ထိုအချိန်တွင်ကိုဘီသည်သူ၏မိခင်နှင့်ပြန်လည်ဆုံတွေ့ခဲ့ရပြီးပဒီသည်ရက်ပေါင်းများစွာကြာပြီးနောက်တွင်ပင်သူမ၏ကလေးများအစဉ်ပြေနေဆဲဖြစ်ကြောင်းသိရသဖြင့်ဝမ်းမြောက်ခဲ့ရသည်ထိုအတောအတွင်းဖလက်တာကလောသည်ရွာမြို့တော်ဝင်နှင့်စွမ်းရင်ကြောက်တုံးကမ်းလှမ်းချက်အကြောင်းစကားပြောခဲ့ပြီးကျက်ဖငယ်လေးက
သူ့ကိုကြောက်တုံးများစုဆောင်းထားသည့်ဂူစီသို့ခေါ်ဆောင်သွားရန်ဆုံးဖြတ်ခဲ့သည်ဤအရာအားလုံးဖြင့်အင်းတို့ရရှိမည့်ကြီးမားလာသောစွမ်းအင်ပမာဏကိုသဘောပေါက်သွားသဖြင့်လင်းယုံသည်သူ၏ဝန်ထမ်းများကိုလက်ကင်ဖုံးဖြင့်ဆက်သွယ်ခဲ့ပြီးအင်းတို့မိမျှပင်တူးရပါစေကြောက်တုံးများကိုအတက်နိုင်ဆုံးစုဆောင်းရန်အမိန့်ပေးခဲ့သည်သူသတိမထားမိခဲ့သည်မှာကထရာကာသည်သူ၏ဘေးနားတွင်ရှိနေပြီးစကားဝိုင်းတစ်ခုလုံးကိုနားထောင်နေကအဆောက်အအုံများသည်အင်းတို့အားလုံး၏အောက်တဲ့တွင်ရှိနေသောကြောင့်ရွာကြီးပြိုကျနိုင်ခြေရှိသည်ကိုစိုးရိမ်ပူပန်လာခဲ့ခြင်းဖြစ်သည်သဘောတူညီချက်ပြီးဆုံးသွားသဖြင့်ဖလက်တာကလောသည်နှုတ်ဆက်ခဲ့ပြီးမထွက်ခွာမီဂိုးဘီကသူ၏မိခင်အားအေဘင်မြို့တော်ဝင်ကနင်းတို့လိုအပ်သမျှကိုကူညီမည်ဖြစ်ကြောင်းထို့ကြောင့်နင်းတို့အတွက်စိုးရိမ်စရာမလိုကြောင်းအာမခံခဲ့သည့်နာရီနှဲငယ်အကြာတွင်မြို့တော်ဝင်၏လေရင်ယုံအတွင်းကာထရာကာသည်ဖလက်တာကလော၏မောင်ကိုသတိပေးရန်အပြေးလွှားသွားခဲ့ကအေဘင်မြို့တော်နှင့်တထုတူးဖော်ရေးသဘောတူညီချက်များပြုလုပ်ခဲ့သည့်မြို့အားလုံးသည်မြေပုံပေါ်မှပြက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်သို့တော်လည်းရင်းတို့စကားဆက်မပြောနိုင်မီမြို့တော်ဝင်ပေါ်လာခဲ့သဖြင့်ကထရာကာသည်တန်တရားဖြစ်စေရန်အခန်းထဲမှထွက်ခွာရန်ဆုံးဖြတ်ခဲ့သည်နေ့ရက်၏အဆုံးတွင်မြို့တော်ဝင်သည်ညစာစားပွဲတစ်ခုသို့တက်ရောက်ရန်အာယုံလွှဲနေစဉ်ကထရာကာကသူမ၏မောင်ကိုလှမ်းခေါ်ခဲ့သည့်ချက်ချင်းဆိုသလိုကြက်မကြီးသည်ဂိုးဘီကိုဖလက်တာကလော၏အခန်းထဲသို့ခေါ်ဆောင်သွားပြီးကွန်ပျူတာတွင်သူမရှာဖွေတွေ့ရှိခဲ့သည့်မှတ်တမ်းများကိုပြသရန်ကြိုးစားခဲ့သည်သို့သောထိုအချိန်တွင်အခန်းတွင်ရှိနေရန်တစ်ခုသည်စတင်ရွေ့ရှားခဲ့သည်လျှို့ဝှက်ဥမင်ကိုဖျက်ကျော်ပြီးနောက်အင်းတို့မောင်နှမနှစ်ဦးသည်ဖျက်ဆီးခံခဲ့ရသည့်မြို့များ၏တည်နေရာပါရှိသောမြေပုံတစ်ခုကိုတွေ့ရှိခဲ့ကြပြီးမြို့တော်ဝင်သည်အေဘင်မြို့တော်ကိုရှင်သန်စေရန်အတွက်လူမျိုးပေါင်းစုံကိုဖယ်ရှားပစ်ခဲ့ပြီးဖြစ်ကြောင်းသဘောပေါက်သွားကြသည်ရုတ်တရက်ဖလက်တာကလောပေါ်လာပြီးရင်းတို့မောင်နှမနှစ်ဦးသည်သူ၏အစီအစဉ်များနှင့်ပတ်သက်၍အားလုံးကိုရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်းသဘောပေါက်သွားကသူကသူ၏တူကိုလှည့်စားရန်စ조사ခဲ့ပြီးဂိုးဘီသည်မြို့၏အုပ်ချုပ်သူအဖြစ်မိသားစုအမွေနှစ်ကိုဆက်ခံမိသူဖြစ်ကြောင်းပြောခဲ့သည်ထို့အပြင်မြို့တော်ဝင်ကလင်းယုံပြိုအားကြက်ရွာရှိလူသားများသည်သူ့ကိုအမြဲတမ်းမိစ္ဆာတကောင်ကဲ့သို့ဆက်ဆံခဲ့ကြောင်းသတိပေးခဲ့သည်ဒေါသထွက်သွားသောဂိုးဘီကသူ၏အတွက်နောင်တရစေရမည်ဟုကြေညာခဲ့ပြီးထိုအချိန်တွင်မြို့တော်ဝင်၏အထောက်ခန်းထဲသို့ပေါ်လာသည့်ထို့နောက်မောင်နှမနှစ်ဦးသည်ထွက်ပြေးရန်စ조사ခဲ့ကြတော့လဲလုံခြုံရေးအဆောက်များကအလွယ်တကူဖမ်းဆီးမိသွားခဲ့ပြီးဖလက်တာကလောကသူ၏တူထံသို့ချဉ်ကပ်လာခဲ့သည်မြို့တော်ဝင်ကဂိုးဘီအားသူသည်ဖြစ်ပျက်မိအရာနှင့်ပတ်သက်၍ရွာကိုအကြောင်းကြားပြီးဖြစ်ကြောင်းနှင့်ရွာသားတဦးစီအားတင့်လျော်သောရော်ကြေးငွေများပေးဆောင်မည်ဖြစ်ကြောင်းပြောခဲ့သည်ထို့ကြောင့်သူသည်မည်သည့်ရာဇဝတ်မှုမျှကျူးလွန်နေခြင်းမဟုတ်ချေနောက်ဆုံးတွင်ဖလက်တာကလောကသူ၏အဆောက်များကိုလင်းယုံအားသူ၏အခန်းသို့ခေါ်ဆောင်သွားရန်အမိန့်ပေးခဲ့သည်အဘယ်ကြောင့်ဆိုသောဂိုးဘီသည်ဆီလ်ဗာဝင်း၏မိသားစုအမွေနှစ်ကိုဆက်ခံရမည်ဖြစ်သောကြောင့်သူစိတ်အေးထားပြီးသူ၏အနာဂတ်ကိုစဉ်းစားရန်လိုအပ်သောကြောင့်ဖြစ်သည်သူ၏အခန်းထဲတွင်ပိတ်လှောင်ခံထားရသောအခါထိုငှက်သည်အလွန်အမင်းဒေါသထွက်ခဲ့ရသည်သို့သောအပြင်ဘက်တွင်ရှမ်းခစ်ပေါ်လာပြီးအဆောက်များကိုသတိလစ်အောင်တိုက်ခိုက်ခဲ့သည့်မကြာမီထိုငှက်သည်သူ၏တငယ်ချင်းကိုလွတ်မြောက်စေခဲ့ပြီးသူသည်ရွာစီသို့အတူတူဆက်သွားရန်နှင့်ရွာသားများကိုကူညီရန်အတွက်ကထရာကာသူ၏ဆရာတို့နှင့်အတူလာခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်ထိုအချိန်တွင်မျှော်စင်သည်သတိပေးချက်အချက်ပြတမ်းမြည်လာခဲ့သည်လေရင်ယုံသို့ရောက်ရှိရန်အတွက်ဂိုးဘီနှင့်ရှန့်ခွတ်တို့သည်လမ်းတွင်ကြုံတွေ့ရသောအဆောက်များကိုတိုက်ခိုက်ခဲ့ကြသည်သူ၏နီးပြနှင့်ညီမဖြစ်သူတို့နှင့်ပြန်လည်ဆုံတွေ့သည်နှင့်တပြိုင်နက်ဂိုးဘီသည်လေရင်ပေါ်သို့တက်ရန်အပြေးလွှားသွားခဲ့ပြီးဆရာဖြစ်သူကလုံခြုံရေးအဆောက်များကိုအာယုံလွှဲနေစဉ်ကထရာကာကလင်းတို့ထွက်ပြေးရန်ပြင်ဆင်ခဲ့သည်အားလုံးအစဉ်သင်းဖြစ်သောအခါထိုဝါရေးငှက်ကြီးသည်အဖွဲ့နှင့်အတူလေရင်ပေါ်သို့တက်ခဲ့ပြီးရင်းတို့သည်ဖလက်တာကလောမတိုင်မီရွာသို့ရောက်ရှိရန်အရှိန်မြင့်မောင်းနှင်ကမျောစင်လေရင်ယုံမှထွက်ပြေးခဲ့ကြသည်ပြဿနာမှာအဖွဲ့သည်ဂိုင်းနှင့်သူ၏အဖွဲ့၏ကြားဖြတ်တားဆီးမှုကိုလျင်မြန်စွာခံခဲ့ရခြင်းဖြစ်သည်သို့သောဂိုးဘိတ်ကမြို့တော်ဝင်၏အစီအစဉ်များကိုထုတ်ဖော်ပြောဆိုခဲ့ပြီးထိုအချိန်တွင်ဆရာဖြစ်သူကဂိုင်းငှက်ပေါက်ကလေးဘဝကဓာတ်ပုံတစ်ပုံကိုပြသခဲ့သည်ထို့နောက်ဂိုးဘီ၏အုပ်ထိန်းသူမှာဆီလ်ဗာဝင်း၏လေရင်ပြတ်ကျမှုအတွက်အပြစ်ပုံချခြင်းခံခဲ့ရသောဂိုင်း၏ဖခင်ဂုရု
မှတပါအခြားသူမဟုတ်ကြောင်းထုတ်ဖော်သိရှိလာရသည်မိမိ၏ဖခင်သည်ဤအချိန်တော်အတွင်းလုံးအသက်ရှင်နေခဲ့ကြောင်းသဘောပေါက်သွားသဖြင့်တိမ်ငတ်ခေါင်းဆောင်သည်စကားမဆိုနိုင်ဖြစ်သွားခဲ့ရပြီးသူ၏စစ်ကြောင်းကိုချက်ချင်းနောက်ဆုတ်ရန်အမိန့်ပေးခဲ့သည်ဝေးကွာလှသောကြက်ရွာတွင်လူတိုင်းသည်ပေမရင်ပြင်တွင်စုယုံနေကြသည်ဖလက်တာကလောကရွာပေါ်မြည်သို့လှုပ်ဆောင်မည်ဟုသောသတင်းကိုကြားရသောအခါရင်းတို့အားလုံးထိတ်လန့်တုန်လှုပ်သွားကြသည်သို့သောထိုထိတ်လန့်မှုကိုရှန့်ကြောင့်ပြတ်တောက်သွားခဲ့ပြီးရွာသားများကသူထိုနေရာသို့ဘာလာလုပ်သည်နည်းဟုမေးမြန်းခဲ့ကြသည်ထိုအချိန်တွင်ရှန့်ခစ်ကသူသည်စေဘာဝင်းခရီးနှင်ခဲ့သည့်လေရင်မှုများအနက်တဦးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်မတော်တဆမှုအတွင်းလင်းယုံသည်သူ့ကိုထိုနေရာတွင်စွန့်ပစ်ထားခဲ့ရန်ခွင့်ပြုမည်မဟုတ်သောကြောင့်ကိုးဘိတ်ကိုကာကွယ်ရန်အမိန့်များကိုရရှိခဲ့သည့်ထိုဇနီးမောင်နှံအပေါ်ဘာဖြစ်တော့မည်ကိုသိရှိထားတော်လဲလေရင်မှုသည်အာယုံစိုက်ထားခဲ့ပြီးငှက်ငယ်လေးကိုခေါ်ဆောင်သွားကပတီ၏အိမ်ရှိတွင်ထားခဲ့သည်ဤထုတ်ဖော်ချက်ကြောင့်ကိုးဘိတ်သည်စိတ်နှလုံးကြေကွဲခဲ့ရသည်အဘယ်ကြောင့်ဆိုသောဂုရုသည်မတော်တဆမှုအတွက်မြည်သည့်အခါမျှအပြစ်မရှိခဲ့ဘဲအေဘင်မြို့တော်ဝင်ဖြစ်လာစေရန်သူ၏အကိုကောင်းကိုဖယ်ရှားလိုသည့်ဖလက်တာကလောသာလျင်တရားခံဖြစ်ကြောင်းသဘောပေါက်သွားသောကြောင့်ဖြစ်သည်သူ၏ဦးလေးအတွက်ကလဲစားချေရန်နှင့်ကြက်ရွာမှသူ၏တငယ်ချင်းများကိုကာကွယ်ရန်ဆုံးဖြတ်ထားသဖြင့်ကိုးဘီသည်အစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ပြီးလူတိုင်းကိုသူပြောသည့်အတိုင်းလှုပ်ဆောင်ရန်တောင်းဆိုခဲ့သည်ထို့သောလှုပ်ဆောင်မှာကနင်းတို့အနေဖြင့်လင်းယုံမြို့တော်၏စစ်တပ်ကိုအနိုင်ယူရန်အခွင့်အရေးရှိမည်ဖြစ်သည်ညမောင်လာသောအခါမြေတူးဆက်များသည်ဖလက်တာကလော၏လက်ထောက်နှင့်အတူရွာသို့ရောက်ရှိလာခဲ့ပြီးသူကတထုတူးဖော်ရေးရင်များကိုလမ်းညွှန်နေစဉ်ထိုဒေသကိုစတင်စစ်ဆေးခဲ့သည့်ထိုအတော်အတွင်းလယ်သမားများသည်ရွာပတ်လည်ရှိဗျူဟာမြောက်နေရာများတွင်ပုန်းအောင်နေခဲ့ကြသည်သို့သောရုတ်တရက်ဆိုသလိုကောင်းကင်ယံတွင်အေယာမသိမ်းမြက်စစ်တပ်ကြီးပေါ်လာပြီးလမ်းပွင့်နေသောကြက်များကိုထိုးဆင်းတိုက်ခိုက်ခဲ့ကြသည်ရန်သူများကိုတွန်းလှန်ရန်မြည်မျှပင်စ조사ပတ်သက်စေကမူရွာသားများသည်လျင်မြန်စွာရှုံးနိမ့်ခဲ့ကြရသည်အခြေအနေမှာထိန်းချုပ်မှုလွတ်ကူးနေပြီဖြစ်ကြောင်းသဘောပေါက်သွားသဖြင့်ကိုးဘီသည်ထိုပရိပခတွင်ပါဝင်ခဲ့ပြီးရှန့်ခစ်နှင့်အတူကျူးကျော်သူများကိုတိုက်ခိုက်ခဲ့သည့်ကောင်းကင်ယံတွင်ပြင်းထန်သောဝေဟင်တိုက်ပွဲဖြစ်ပွားနေစဉ်ဗစ်တီနှင့်အခြားချက်များသည်ရင်းတို့ထံသို့ပြစ်လွတ်လိုက်သောထောင်ချောက်များနှင့်ပစ္စည်းကရိယာများကိုအသုံးပြု၍အားနည်းသောစစ်သားများကိုကင်တွယ်ရန်အတူတကွလှုပ်ဆောင်ခဲ့ကြပြီးအင်းတို့ကိုအနိုင်ယူနိုင်ခဲ့သည့်ထိုအချိန်တွင်ဂုရုသည်သူ၏တငယ်ချင်းများကိုကူညီရန်ပေါ်လာခဲ့ပြီးသူ့ကိုစတင်တိုက်ခိုက်သည့်ဂိုင်ကြောင့်အံ့ဩသွားခဲ့ရသည်သို့သောထိုသိမ်းငှက်ကသူ့ကိုလှုပ်ရှားမရအောင်လှုပ်ဆောင်ခဲ့ပြီးအမှန်တရားကိုထုတ်ဖော်ပြောဆိုခဲ့ကာသူ့ကိုအပြစ်စင်ခဲ့သူမှာဖလက်တာကလောသာဖြစ်ကြောင်းပြောခဲ့သည်မကြာမီကထရာကာသည်သူမ၏ရဟတ်ယာဉ်ကိုအသုံးပြု၍မြို့တော်ဝင်၏လေယာဉ်ကိုမတော်တဆမှုဖြစ်အောင်လှုပ်ဆောင်ခဲ့ပြီးမြို့တော်ဝင်ကသူမကိုလျှက်စစ်တက်လိုက်ရန်စ조사ခဲ့တော်လဲသူမသည်အချိန်မီရုန်းထွက်နိုင်ခဲ့သည်ပြဿနာမှာရဟတ်ယာဉ်ပြတ်ကျမှုသည်ဂူများကိုထိခိုက်စေခဲ့ပြီးရွာတွင်တက်ဆွဲအားလိုင်းအသစ်တစ်ခုဖြစ်ပွားစေခဲ့သည်သို့သောကြက်များသည်ဤအခြေအနေကိုအခွင့်ကောင်းယူကာအင်းတို့၏ပြန်ဝဲနေသောအနေအထားကိုအသုံးပြု၍တိမ်ငတ်များကိုတိုက်ခိုက်ခဲ့ကြသည်ထိုအတော်အတွင်းကိုးဘီသည်မီးလောင်နေသောလေသင်းမောထိပ်တွင်သူ၏ဦးလေးနှင့်တွန်တွဲတိုက်ခိုက်ခဲ့တော်လဲဖလက်တာကလောသည်အလွန်အင်အားကြီးမားသဖြင့်သူ၏တူကိုသတိလစ်အောင်တိုက်ခိုက်နိုင်ခဲ့သည်ထိုအချိန်တွင်ဂိုင်သည်သူ၏အသင်းဖော်များ၏ကဲတင်ခြင်းကိုခံခဲ့ရပြီးသူကစစ်တပ်ကိုကြက်များကိုတိုက်ခိုက်ခြင်းရပ်တန့်ရန်အမိန့်ပေးခဲ့ရာတိုက်ပွဲကိုအဆုံးသတ်စေခဲ့သည့်မီးလောင်နေသောလေရင်ကြီးကြားတွင်ဖလက်တာကလောသည်ကိုးဘိတ်ကိုမီးတောက်များစီသို့လွှင့်ပစ်နိုင်ခဲ့သည်သို့သောလင်းယုံသည်နောက်ဆုံးစက္ကန့်တွင်သတိပြန်လည်ရရှိခဲ့သည်သူချစ်ရသူအားလုံးကိုပြန်လည်သတိရမိရင်သူသည်နိုးထလာနိုင်ခဲ့သည့်ဒေါသတကြီးဖြစ်ကာကိုးဘီသည်သူ၏ဦးလေးအပေါ်အားပြင်းသောတိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ပြီးသူ့ကိုသူ၏စစ်တပ်နှင့်အတူလာရောက်နှိမ်နင်းပေးသည့်ဂိုင်ထံမှကူညီပံ့ပိုးမှုကိုရရှိခဲ့သည်သူ၏စစ်ပွဲတွင်ရှုံးနိမ့်သွားပြီဖြစ်ကြောင်းသဘောပေါက်သွားသဖြင့်ဖလက်တာကလောကစေဝါဝင်းသည်အမြဲတမ်းစိတ်နှလုံးနူးညံ့သောမြို့တော်ဝင်ဖြစ်ခဲ့ပြီးအေဘင်မြို့သူမြို့သားများကိုအကျိုးရှိစေမည့်အစီအစဉ်များကိုလှုပ်ဆောင်ရန်သူ့ကိုတားဆီးခဲ့ကြောင်းထို့ကြောင့်သူ့ကိုဖယ်ရှားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်သို့တော်လည်းထိုအာဏာရှင်မြို့တော်ဝင်သည်သူမိမျှမှားယွင်းခဲ့ကြောင်းအတိအမှတ်ပြုခဲ့ပြီးမိမိ၏ဆိုးရုံမှုကြောင့်မိမိ၏ညီရင်းကိုဖယ်ရှားပစ်ခဲ့မိကြောင်းသဘောပေါက်သွားသဖြင့်စိတ်နှလုံးကြေကွဲခဲ့ရသည့်တိုက်ပွဲအဆုံးတွင်ဂိုးဘီသည်သူ
သူ၏မိသားစုထံသို့ပြန်တန်းသွားခဲ့ပြီးသူ၏ဖခင်သည်သူ၏ပြန်တန်းမှုစွမ်းရည်ကြောင့်သာမကသူ၏နှလုံးသားကြောင့်ပါကြော်ကြားခဲ့ခြင်းဖြစ်ကြောင်းသဘောပေါက်သွားခဲ့ရသည်အဘယ်ကြောင့်ဆိုသောသူ၏ဘဝတစ်လျှောက်လုံးတွင်သူနှင့်ကြုံတွေ့ရသောငှက်တိုင်းကိုအမြဲတမ်းကူညီပေးခဲ့သောကြောင့်ဖြစ်သည်